အခုချိန်นี้ထိုင်းသောဣရိယာပုဒ်တို့ဖြင့်ရှုမှတ်ပွားများအထောက်ကြမယ်ချိန်ကထိုင်းသောဣရိယာပုဒ်တို့ဖြင့်ရှုမှတ်ပွားများအထောက်တဲ့အခါမှာကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဝိပဿနာဘာဝနာအလုပ်အားထုတ်တနည်းအားဖြင့်ဖြစ်ပြရှုတဲ့အပေါ်မှာအသိဉာဏ်ရှင်းပါစေလို့ရည်ရွယ်ပြီးတော့နေ့တိုင်းအတန်တရားနဲ့ဖြစ်ပြရှုတာနဲ့ပတ်သက်ပြီးတော့တနည်းအားဖြင့်အလုတ်ပေးတရားရှင်းတယ်လို့ဒီလိုသဘောပေါက်ထားတယ်အလုတ်ပေးတရားရှင်းတယ်အဲ့တော့မိုးဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယကြည့်လိုက်ရင်ရှေးကဖြစ်ပြနောက်ကမဲ့ပဲမိုးဆရာတော်ရဲ့ဥပနိဒေယပါလေအဲ့ဒီဥပနိဒေယလေးကိုမူတည်ပြီးတော့ပြောရရင်ဝိပဿနာအလုတ်ဆိုတာဒီဘာလဲလို့မေးရင်ရှေးကဖြစ်ပြနောက်ကမဲ့နဲ့ကြိုက်အောင်အားထုတ်တဲ့အလုတ်ဒီဝိပဿနာအလုတ်ရှေးကဖြစ်ပြနောက်ကမဲ့နဲ့ကြိုက်အောင်အားထုတ်တဲ့အလုတ်ကဘာအလုတ်လဲဒါဖြင့်ဝိပဿနာဉာဏ်ဆိုတာကဘယ်လိုဉာဏ်မျိုးလဲလို့ဆိုရင်ရှေးကဖြစ်ပြနောက်ကမဲ့နဲ့ကြိုက်ညီနေတဲ့အသိဉာဏ်ဒီဝိပဿနာဉာဏ်လို့ဒီလိုပဲပြောထားလိုက်မိမိတို့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းပွားများအထောက်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းအသိဉာဏ်ရှင်းရင်အလုတ်ကိုလုတ်တတ်တယ်အလုတ်လုတ်တတ်ဖို့ကအဓိကအရေးကြီးတာဒါမလို့ဝိပဿနာအလုတ်ဆိုတာဒီရှေ့ကပြည့်ပြည့်နောက်ကမဲ့နဲ့ကြိုက်အောင်အထောက်တဲ့အလုတ်ဒီဘာအလုတ်လဲအဲ့ဒီဝိပဿနာအလုတ်ကိုရှေ့ကပြည့်ပြည့်နောက်ကမဲ့နဲ့ကြိုက်အောင်အထောက်နေတဲ့အတွက်ကြောင့်မိမိတို့ရဲ့အရှုခံတဲ့အရှုညာဟာရှေ့ကပြည့်ပြည့်နောက်ကမဲ့နဲ့ကြိုက်ညီပြီးတော့နေသလားမနေဘူးလားအဲ့ဒါဆိုရင်ကိုဘာညာဖြစ်ပဲဒါကိုဒီလိုလေးသဘောပေါက်တာချိန်တတ်အောင်နှိုင်းချိန်တတ်အောင်ဝိပဿနာဉာဏ်ရှေ့ကဖြစ်ပြနောက်ကမဲ့နဲ့ကိုင်းညီနေဒါဝိပဿနာဉာဏ်ဖြစ်ပြီဒါဖြင့်ဝိပဿနာဉာဏ်ကိုအလုတ်ဝိပဿနာဉာဏ်ကိုပေးတဲ့မဟုတ်ဆရာတော်ဘုရားကြီးရဲ့ရှေ့ကဖြစ်ပြနောက်ကမဲ့ဆိုတဲ့စကားလုံးဟာအရာမဟုတ်မူကဝိပဿနာအလုတ်ကိုဘယ်လိုရှုရမယ်လို့ပြောလဲဖြစ်ပြရှုရမယ်ဘာရှုရမှာလဲဖြစ်ပြရှုရမယ်ဖြစ်ပြဘယ်လိုရှုမလဲရှေးကဖြစ်ပြနောက်ကမဲ့နဲ့ကြိုက်အောင်အားထုတ်တဲ့အလုပ်ဒီဝိပဿနာအလုပ်ရှေးကဖြစ်ပြနောက်ကမဲ့နဲ့ကိုက်ညီနေတဲ့အသိဉာဏ်ဝိပဿနာဉာဏ်လို့ဆိုတဲ့အတွက်ကြောင့်တရားအလုပ်အားထုတ်တဲ့ယောဂီဟာစာပေပရိယတ်အခြေခံဘာမှမရှိဘူးရှိရလားမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ရည်ညွှန်းချက်ကလည်းစာပေပရိယတ်မရှိကြသောပုဂ္ဂိုလ်များဝိပဿနာအလုပ်လုပ်တတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါဠိမဖက်မြန်မာစကားတက်နဲ့မိုးကုတ်ဆရာတော်ကြီးကဟောတာဒါဖြင့်သူဟောစဉ်အခါတုန်းကနာကြားနေကြတဲ့သူပရိသတ်ဟာဘယ်ချိန်ဘယ်ခါကာလတည်းကစနားနေတယ်ဘယ်ချိန်ဘယ်ကာလတည်းကစပြီးတော့ဆရာတော်ကြီးကသင်ပေးနေတယ်ဆိုတာကိုကိုကမသိဘူးကိုကြားတဲ့အချိန်ကျရင်ကြားတဲ့အချိန်ကျတော့ဖြစ်ပြရှုဆိုတဲ့အချိန်လေးကျမှကိုကကြားတာဒီနေ့အတန်တော်တွေရှိတဲ့အတွက်ကြောင့်ဖြစ်ပြရှုဘာပဲဖြစ်ဖြစ်ရှုဒီကျမှကိုကမကြားဘူးလားမိမိတို့ကသူ့ပရိသတ်မဟုတ်ဘူးသူပိဋကဟုတ်ရဲ့လားသူပရိသတ်ကိုသူဘယ်တော့မှဘယ်လောက်ထိအောင်သင်ပေးထားတယ်လဲဆိုတာကိုမသိဘူးဟုတ်တယ်မလားသူဟောခဲ့တဲ့ဖြစ်ပြရှုလို့ပြောတဲ့တရားတိတ်ွေအတန်တော်လေးသာမိမိတို့ကနာကြားပြီးတော့သူ့ထက်ကပါတဲ့အတိုင်းဖြစ်ပြရှုဆိုတဲ့အတိုင်းလိုက်ရှုနေရတာဟုတ်တယ်မလားဘယ်လိုရှုရမယ်လို့ကိုယ့်ကိုသင်ပေးရလားဘာဖြစ်လို့လဲသူ့တပည့်မဟုတ်လို့တပည့်ရင်းတွေမဟုတ်ဘူးဟုတ်လားအဲဒီတော့မိုးကုတ်တာဝကတရားစခန်းတွေမှာတရားစခန်းပွဲတွေကျင်းပပြီးတော့ဆရာတော်ကြီးရဲ့အတန်တော်တရားနာကြားဆရာတော်ကြီးရဲ့အလုပ်ပေးတရားတွေနာပြီးတဲ့အခါကျတော့လိုက်ပြီးတော့ဆရာတော်ကြီးခိုင်းတဲ့အတိုင်းမလုပ်ရဘူးလားလုပ်ရလားဘာလုပ်ခိုင်းလဲဆိုတော့ဖြစ်ပြရှုခိုင်းအဲဒီတော့ယောဂီကခုမှစရောက်လာတာစာပေပရိယလည်းအခြေခံမရှိဘူးဟုတ်တယ်မလားမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တာဝကတပည့်ရင်းလည်းမဟုတ်ဘူးအတန်တော်နားထောင်ပြီးတော့လုပ်နေရတယ်ဖြစ်ပြရှုလို့ပြောတယ်ယောဂီစရောက်လာဖြစ်ပြရှုတာဘယ်လိုရှုရလဲဟေးဆိုအချင်းချင်းရောမမေးဘူးလားမေးတဲ့သူကလည်းပြန်ပြောမဲ့သူကလည်းသူလည်းမသိဘူးသူလည်းဖြစ်ပြရှုတာဖြစ်ပြရှုပေါ့ဘာပြောစရာလိုတော့မှလဲဟုတ်တယ်မလား तू မသိတတ်ဘူးမသိဘူး तू မသိဘူးဒါပေမဲ့ तू ဘယ်လိုတရားထိုင်နေသလဲဆိုတဲ့အခါကျတော့ဖြစ်ပြနဲ့လုံနေတယ်ပါးစပ်နဲ့ညွတ်နေတယ်ဒီထက်ယောဂီတွေပါတယ်ညွတ်နေမယ်ခင်ဗျားတို့ရှိတယ်ရွတ်တဲ့လူတွေများမယ်ဖြစ်ပြတချို့ကြတော့ဘာလုပ်နေလဲဆိုတော့တရားစထိုင်ဆိုလေဝင်လေသည်ထွက်လေသည်လှုပ်ဆိုဆရာသမားစပြီးမသိလိုက်ဘူးလား
အဲ့ဒါပဲသူလှုပ်တတ်တယ်အသက်ရှူအသက်ထုတ်ရှူလိုက်ကောဖြစ်ပြန်ထုတ်လိုက်ထုတ်ကောပြဲဘာလုပ်နေလဲမေးတော့ဖြစ်ရှူနေတာဒါပါပဲ